တယ်မှာအဆက်ပြန်ပြီးတော့တက်လာတယ်ဆိုတဲ့အခြေအနေမှာတော့နောက်ကတော့ဆုတ်လိုက်ရတယ် ရှော့ဖြစ်နေတဲ့ ရိုးလေးတန်တာလေးလမ်းပေးဆိုပေမဲ့လည်းလွဲသွားတယ်မိုးလော့ပြန်ပြီးတော့ပြာသွားပြီမိုးမလေးတော့ ဒုံးပေါ်ကဲနေဆိုတဲ့နောက်မှာ smoke ကပြီးစမ်းခံထားရဆိုတဲ့နောက်မှာ hyper ဟုတ်ခွင့်နဲ့ဓာတ်ထိုးလိုက်တယ် hyper ဟာဒီတော့ရုံကနေတွေးတော့မယ်ဆိုတဲ့နောက်မှာ heading ဝိုင်းရဲ့နောက်မှာ SA ဒါပေမဲ့ headshot နဲ့ပဲတော့ခေါ်လိုက်တယ်နောက်တော့ပြောက်ခေါ်ထားရဆိုပေမဲ့လေရှင်းရဲ့ဆိုတဲ့နောက်မှာ ပြန်ပြီးတော့ယူရတယ် strong တော့တော့တောင်းကနေဒီကနေတိုးလာပြန်ပြီမိကနေပေါက်သွားတော့ကနေနဲ့အနောက်ကနေပဲစပြီးပြည့်နေဆိုတော့မှာ hyper ပုံထဲကခေါ်ထားတယ်အဲ့ဒါနှစ်ကောင်ခေါ်ထားတယ်စောတော့ခိုင်းသူ့အနေနဲ့လည်းတစ်ကောင်ထပ်ပြီးခေါ်ထားတယ်ဆိုတဲ့နောက်မှာ fight တော့မ plan ရသေးဘူးအကုန်လုံး gun fight situation မှာပဲ SA Okay hyper တက်ကတော့စပြီးခေါ်သွားပြီ blind နေဆိုမဲ့လေ 2v2 situation ဖြစ်သွားတယ်ဆိုတဲ့နောက်မှာတော့ဆက်ပြီးရရပါမလား hyper ပုံပေါ်တိတိကိုခေါ်ရင်းနဲ့ပဲ spider မဖြစ်နိုင်ဘူးကိုတော့ secure နေဆိုတဲ့နောက်မှာပဲဟိုဒီကျွန်တော်တို့ရအောင်ခေါ်ထားတယ် 2v2 situation လောလောဆယ် 3 1တရား4နေတိုင်ပြီးပဲဖမ်းသွားမလား ဖိတ်ထားတယ် ရောက်တဲ့ထိတ်တဲ့နောက်မှာ ဆိုတော့ reback ကနေပြီးတော့ class ပြနိုင်သွားနိုင်မလားဘာမှမဟုတ်အဲ့ဒီတော့ကနေပြီးတော့ပဲအတိုင်းတိုင်းနဲ့ဆောင်းကြည့်ရမယ်တိုးလာရင်ဆိုရင်နောက်မှာဘူးဒီ ဟိုစမောက်ထဲရတယ်စပန်းခံပြီးရတော့ပဲ၄ယောက်ထိကြာသွားပြီဆိုတဲ့အခြေအနေမှာတော့ hyper တယောက်ကတော့ရပြီတော့ Facebook ကနေပြီးတော့ရပါပြီဆိုရင်နောက်မှာ ဟို ဟုတ်မှာဒီပဲရပါမလားပြောနေတော့ပဲရှိသေးတယ်နှစ်ကောင်